အားလုံးပဲမင်္ဂလာပါဘောလုံးပဲ comment channel ကနေကြိုဆိုပါရစေကျွန်တော်ပေါ့နော်18ရက်နေ့မေလတနင်္ဂနွေနေ့ပေါ့နော်နယ်သာလန်လိဂ်ဒီနောက်ဆုံးပွဲစဉ်ပေါ့ရာသီရဲ့နောက်ဆုံးပွဲစဉ်လေးကို comment ကြည့်ကြပါတယ်ပထမဦးဆုံးအနေနဲ့ပေါ့နော် comment ကျင်တဲ့ပွဲလေးရတော့ဒီကျွန်တော်တို့ည9နာရီမှာပေါ့နော်အသင်းတွေအားလုံးကတော့ကန်ကြမယ်အဲ့ထက်က AZ ကမာနဲ့ပေါ့နော်ဒီ Emir City နဲ့ပေါ့နော်အဲ့ဒီပွဲလေးကိုတော့ comment ကြည့်ကြပါတယ် AZ ကမာလက်ရှိချိန်မှာ56မှတ်ပေါ့နော်သူကတော့ဘယ်နေရာမှာရှိနေလဲဆိုတော့ Conference League ဝင်ခွင့်လောက်နေရာမှာတော့ရှိနေရပါတော့သူကအောက်ကဒီ6-8အဲ့3သင်းနဲ့ပေါ့နော်သူတို့4သင်းရ Conference League ဝင်ခွင့်ကိုကန်ရမယ်လို့ထင်ရပါတယ်အဲ့တော့ဒီ AZ ကမာနဲ့ဒီ Emir City ကတော့ဟိုတန်းဆင်းသွားပြီလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီ AZ ကမာကတော့အိမ်ကွင်းမှာတော့ဒီအသင်းကိုတော့နိုင်လောက်တယ်လို့တော့ထင်ရပါတယ်ပေါ့နော်ဒီဇင်ဘာ23ကတော့4-1လောက်နဲ့အိမ်ကွင်းမှာနိုင်ခဲ့တာတော့တွေ့ရပါတယ်အဲ့တော့ AZ ကမာအသင်းအနေနဲ့ပေါ့နော် Emir City ကိုနိုင်အောင်ကန်နိုင်မလားဆိုပြီးတော့ကျွန်တော်တို့ပေါ့နော်စောင့်ကြည့်ရမှာဖြစ်ပါတယ်နိုင်ဖို့အတွက်တော့ရာခိုင်နှုန်းများတဲ့ပွဲလေးတစ်ပွဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပေါ့နော်ဒီ wine spell လေးတွေမှာတစ်ချက်လောက်ဝင်ကြည့်ကြအောင်เนาะအဲ့တော့ဒီ AZ ကမာရဲ့ဒီကြေးလေးကလည်းမစိုးပါဘူးမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင် W1 ဒီ 1.29 လောက်တောင်ပေးထားပါတယ်ခဏလေးပါ line မကောင်းပါဘူးဟုတ်ကဲ့ပါကျွန်တော်ပေါ့နော်အဲ့မှာကြည့်တဲ့အခါကျတော့ 1.29 တရားမှာ29ချက်ပေးထားတယ် Emir City က 9.1 ဆိုတော့တရားမှာ Emir City တာနိုင်ခဲ့မယ်ဆိုလို့ရှိရင်810တောင်ပေးထားတယ်ပေါ့နော်အဲ့တော့ဟိုရလာကတော့ဘယ်လိုထွက်လာမလဲမသိဘူးဒါပေမဲ့ဘူကီတွေနေနဲ့ကလည်း AZ ကမာပဲနိုင်မယ်လို့ပဲသူတို့ကတွက်ထားတဲ့အတွက်ကြောင့်မလို့ကြီးကိုတော်တော်လေးဟို29ချက်ပဲရောမယ်ဆိုတဲ့ပုံစံမျိုးတော့ပြောထားပါတယ်အဲ့တော့နောက်တစ်ပွဲကျွန်တော်တို့ကြည့်ကြအောင်เนาะဒီဟိုပေါ့နော်မနက်ဖြန်ဒီကျွန်တော်တို့ Sunday ပေါ့နော်18ရက်5လမှာအရန်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့နှစ်ပွဲရှိပါတယ်ညီကိုတို့ပထမတစ်ပွဲကတော့ဒီ Agent နဲ့ဒီ20နဲ့ပွဲရဒုတိယတစ်ပွဲကတော့ဒီ Sparta Rotterdam နဲ့ PSV တို့ရဲ့ပွဲပေါ့နော်အဓိကတော့ညီကိုတို့ပြောချင်တာဒီလောင်းကြီးတစ်ခုတက်ပေါ့နော်အဲ့လိုမျိုးဒီလောင်းမို့ကိုပြောချင်တာမဟုတ်ဘူးဒီပွဲနှစ်ပွဲကအရန်ကိုရင်ခုန်လှုပ်ရှားစရာကောင်းတယ်ပေါ့နော်ကြည့်တဲ့နှစ်ပွဲလို့ဟိုကျွန်တော်ကတော့ recommend ပေးခြင်းတယ်ဘာကြောင့်လဲလို့ပြောရမယ်ဆိုလို့ရှိရင် Agent ကနံပါတ်2နေရာမှာ85မှတ် PSV က86မှတ်ပေါ့နော်မနက်ဖြန် sorry ပါဒီ18ရက်နေ့ပေါ့နော်ကျွန်တော်အခုကြီးညာနေတာစနေနေ့ညမှာကျွန်တော်ဒီဟာကိုအတန်သွင်းနေတာဟုတ်အဲ့တော့18ရက်နေ့မေလဒီတနင်္ဂနွေနေ့ပေါ့နော်ဒီ9နာရီမှာသူတို့ကနှစ်သင်းရတာနောက်ဆုံးပွဲပဲဒါနယ်သာလန်ရဲ့အဲဒီ league ရဲ့ပေါ့နော်ဒီယာတီရဲ့နောက်ဆုံးပွဲမှာကန်မဲ့အချိန်မှာ Agent က FC20 နံပါတ်6မှာရှိတဲ့ FC20 နဲ့တွေ့တယ် FC20 ရတဲ့ Conference League ကိုဝင်ခွင့်ရဖို့အတွက်ပေါ့နော်သူကလည်းစူးစမ်းနေတဲ့အသင်းတစ်သင်းဖြစ်တယ်အဲ့တော့ Agent ကအိမ်ကွင်းမှာ FC20 ကိုကန်နိုင်မှာမလားဆိုရဲပေါ့နော်အဲ့တော့ Agent ကလည်းဒီပွဲကိုတေးတောင်ကြလို့မရဘူးတေးကြသွားပြီဆိုတာနဲ့သူ့မှာဒီ Champion ဒီစူဖလာကိုကင်မြောက်ဖို့ဆိုတဲ့အခွင့်အရေးကလုံးဝမရှိတော့ဘူးအဲ့တော့ဒီဘက်မှာ PSV ကိုကြည့်လိုက်မယ်ဆိုရင်လည်း PSV Sparta Rotterdam နဲ့ပေါ့နော် PSV ကလည်းအဝေးကွင်းကနေပြီးတော့ပေးထားကြည့်ရတော်တော်ပြင်းတယ် 1.27 ပဲပေးထားတယ်တရားမှာ28ချက်ပဲပေးစားမယ်ထိုးကျင်ထိုးမထိုးကျင်နေအဲ့လိုအထားမျိုးကိုလုပ်ထားတယ်အဲ့တော့ Sparta Rotterdam ကတော့လက်ရှိမှာနံပါတ်17မှာပဲရှိတယ် PSV ကထိပ်ဆုံးမှာ86မှာတမတ်ခွာထားတယ်Sparta Rotterdam နေပြီးတော့ဗောနော်ကတော့နော်ဖင်းပိတ်ပြီးသားကစားသွားမယ် PSV ကိုတေးသားခံကစားသွားပြီးတော့ဗောနော်တစ်ဖက်မှာဗောဒီဟိုးစားတာဒီ Agent ကလာ FC20 ကိုနိုင်သွားမယ်ဆိုလို့ရှိရင်ဗောနော်ဒီ PSV လည်းသူ့ရဲ့ Champion ဖလားကြီးကိုရမယ်ဆိုတော့ဒီအိမ်မက်ကြီးကလုံးဝပျက်စီးသွားမယ်အဲ့တော့မနက်ဖြန်9နာရီမှာဒီနှစ်ပွဲကတော့အရန်အောင်ကြည့်ကောင်းမဲ့ပွဲလေးနှစ်ပွဲပါလို့ညီကိုတို့တော့တစ်ချက်ပြောပြစီဟိုကြီးဒီလောင်းကြီးထက်တိုင်ဝိုင်းကျွန်တော်ဘာမှမပြောလို့เนาะအဲ့တော့ကျွန်တော်တစ်ချက်ကြည့်ကြမယ်အင်မတန်ကိုရင်ခုန်လှုပ်ရှားစရာကောင်းတဲ့
နှစ်သင်းပေါ့နော်ပထမနေရာပေါ့ချန်ပီယံနေရာကိုလူကြမယ်အဲ့မှာဘယ်သူကခြေချော်မလဲဆိုတဲ့ဟာကိုကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်တယ် W1 agent 1.44 ပေးထားတယ် double chance 1.12 တရားမှာ12ချက်ပေးထားတယ် bookie တွေမတင်မကျလုပ်ထားတယ်ဘယ်လိုပြောမလဲနိုင်ရင်လည်းနိုင်သွားမယ်ကပ်ပြီးတော့မနိုင်ရင်လည်းတည်ကြသွားမယ်ဆိုတဲ့အထာမျိုးပေါ့နော်တည်ကိုဘယ်လိုပြောမလဲ12ချက်ပေးစားထားတယ်ဆိုတာနည်းနည်းလေးပေါ့နော်နည်းနည်းလေး twist လေးရှိပါတယ်ဒီ European ကြီးတွေမှာလည်းပေါ့နော်အဲ့တော့ agent ကို W1 ယူရလားအဲ့လိုပေါ့နော်အဲ့တော့ကျွန်တော်သာဆိုရင်တော့ပေါ့ဗျာ double chance 12ချက်လောက်ပဲယူတော့မယ်ပေါ့နော်အဲ့လိုပုံစံမျိုးပေါ့နော်12ချက်ပဲယူတော့မယ်ပေါ့သဘောတစ်ခုကတော့အဲ့တော့ PSV ပိုတောင်ဆိုးသေးတယ်ဒီပွဲကိုမဖြစ်မနေနိုင်မှရမယ်ဒီပွဲမှာတည်ကြသွားလို့မရဘူးဟိုဘက်အသင်းကနိုင်သွားရင်အဲ့လိုပေါ့နော်အဲ့တော့ Sparta Rotterdam ကလည်း 9.5 ဆိုအင်ကွင်းမှာနောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုတဲ့အထာမျိုးနဲ့တည်တာဖင်ပိတ်ကန်ဝိုင်းရင်တော့တော်တော်မလွယ်ဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ PSV ကိုကြိုက်လာလို့မေးလို့ရှိရင်တော့ကြိုက်ပါတယ်ညီကတို့ဒါပေမဲ့ပေါ့နော်ဒီရာသီကုန်ကာနီးမှာဘယ်လိုပြောမလဲဖြစ်ချင်တာတွေဖြစ်ချင်တိုင်းကိုဖြစ်နေရဆိုတဲ့အခါကျတော့လေကျွန်တော်ကတော့ဒီပွဲကိုဘယ်လိုခေါ်မလဲ PSV ကတော့မဖြစ်မနေနိုင်မှဖြစ်မယ်ဆိုတဲ့အတွက် W2 ကိုတော့ရွေးတင်တယ်လို့တော့ထင်ပါတယ်ဒါပေမဲ့ပေါ့နော်အများကြီးတော့မကစားကြပါနဲ့ပေါ့နော်တော်တော်လေးကိုကြည်ကောင်းမဲ့ပွဲလေးပေါ့နော်အဲ့လိုမျိုးပဲအားပေးကြပါစို့နော်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးလည်း subscribe လေးလုပ်ပေးကြပါဦးနော်အဲ့တော့ကျွန်တော်ရွေးချယ်ကတော့ PSV W2 ရဲ့ပေါ့နော်အဲ့ရဒီက agent ရဲ့ဒီ double chance ပေါ့နော်ဒီ 1.12 ပေါ့နော်ဒီဟိုဆို 1x ပေါ့နော်အဲ့ဒီဟာလေးရဲ့ခုနပေါ့နော်ပထမတစ်ပွဲ AZA ကမာရဲ့ W1 လေးရဲ့ကောင်းမယ်လို့ထင်ပါတယ်ဗီဒီယိုလေးရှည်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရက်လိုက်ပါတော့မယ်နော်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးခဲ့ကြပါဦးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ